ရာသာတို့ရေတကယ်ပွဲကောင်းလေးပါဟိုကရှူလိုက်သူကရှူလိုက်နဲ့ဟိုဘာကတ်လေးအနီကတ်တွေတကယ်ဆုံးနေတော့နဲ့တကယ်ဆုံးလို့ကောင်းတယ်ပွဲလေးတစ်ပွဲပါတယောက်ရောနဲ့ဘလို့နိုင်အောင်ဆော့ထားမလဲဆိုတာဆက်လက်ကြည့်ပြပါအောင်အားပေးကြပါအောင်နော်ကိုတော့မှလည်းတော့ကောင်းနေပြီ Looking for options for movement. Judge. ဒီတော့တော့ share ပဲအောင်မောကောင်းတယ်လောက်နေတာကွက်ကောင်းတာလားပြောဘန်ဒူရဲ့ acceleration ဘက်ကတကယ်ကောင်းနေတယ်ကြိုက် It's Pato. Tries to play it through. Happy to let this half run. ရက်ဆက်လိုက်တာတိုင်းလူကြီးอ่ะ Pulled him up for that challenge. အနီးကတ်တယ်ဗျာဘာမှမလုပ်ရဘူး Half run out now. ဒါပေမဲ့လည်းကျွန်တော်နိုင်အောင်ဆော့တာပါတယ် And this is chance for a shot. It's so far so good for them. And it shapes the shots. Neither of these two want to come off second best. Great vision. He has a ဂူ look လေး up. တော်တော်ဒုက္ခပေးတဲ့ဂူလေးကွာ To quite တကယ် the ကောင်း down နေ there. အဲ့ဂူလေးက And this is Pullet. ဂူကျင်တာကျွန်တော်လည်းတော့မရှိဘူးတကယ်ကောင်းနေဂူ That လေး is က expert. လဲပြီးတော့ချတာ Can ပြီ he finish? In he goes. ဖန်စစ်ကိုရှိုးဖင်ပိတ်ဆော့တယ်တဲ့ Agliano. He's found a way through. ဘလောက်ပိတ်ဆော့တော့ပါကျွန်တော်တိုက်ခဲ့ကောင်းနေ And he's ဂိုး got တွေ backward ပြန် here. သွင်းပြန် He's gone for goal. မရှိမဖြစ်ပါရလား Yeah, there's really Yeah, no, playing in yeah, hope at this can't point, get but them hope right is there, something you can always cling to. ပါရလားဂိုး Look, that's one of the first things you learn, whether you're a striker or not. Just anticipate a goalkeeping parry or spill it. It's စူပါဆက်တိုက်စစ်လေးပေါ့ဒီဝေးဒီတရားနေကောင်းလေးတကယ်ကောင်းနေကိုအကောင်ငိုလိုက်တော့ဟေးငိုလိုက်တော့ brother တို့မှလည်းကမ်းမထားတဲ့ဗီဒီယိုလေးရှင်မြောက်ရပါအောင်နောက်ဗီဒီယိုမှာတွေ့မယ် bye bye